အားလုံးမင်္ဂလာပါဗျကျွန်တော်ဒီ software လေးကိုကြည့်ပြီးတော့နောက်ရမှာဘာထိုးရမလဲဆိုတာကိုဘာလာနိုင်လဲဆိုတာကျွန်တော်ခံမှန်းပြမှာဖြစ်ပါတယ်ချက်လောက်ကြည့်ပေးရအောင်ဒီမှာ model internet မှာတစ်လို့တစ်နှစ်ဒီမှာ30တစ်ထိပ်တူနေတဲ့အတွက်ကြောင့်နှစ်တလုံးဟာကြာပါမယ်တဲ့ဒီမှာတစ်ပြန်ကြာပါတယ်နောက်တစ်ခုကနှစ်ကပြန်ကြာမယ်ဆိုတော့ကချက်လောက်ပြန်ကြည့်အောင်ဒီမှာနှစ်ပြန်ကြာပါတယ်နှစ်ပြန်ကြပါတယ်ဒီမှာ80နဲ့80ဖြစ်တဲ့အတွက်ကြောင့်ခုနှစ်နှလုံးရှိနေတာ4ဒီမှာ4ပြန်ကြပါတယ်4မကြလို့ရှိရင်ခွင်တစ်လုံးကပြန်ကြပါမယ်တစ်ချက်လောက်ပြန်ကြည့်ရအောင်4ခွင်ဟာဒီမှာပြန်ကြပါမယ်ဒီမှာတော့ဒီမှာ4နဲ့တင်နားပါပါတယ်4နားပါပါတယ်ဒီမှာနောက်တစ်ချက်လောက်ပြန်ကြည့်ရအောင်အဲ့လိုတူပါလေးလိုက်ရှာပြီဒီမှာကြည့်ပါခွင်ဖြစ်တဲ့အတွက်ကြောင့်4ခွင်တစ်လုံးကပြန်ကြပါမယ်တဲ့နောက်ရက်မှာပြန်ကြည့်အောင်ဒီမှာခွင်9ဆိုပြီးပြန်ထွက်ပါတယ်ဒီမှာတော့4နှလုံးဖြစ်တဲ့အတွက်ကြောင့်4ပိတ်4ထိပ်ဖြစ်တဲ့အတွက်ကြောင့်8တစ်လုံးကနောက်ရက်မှာပြန်ကြပါမယ်တဲ့ချက်တော့ပြန်ကြည့်ရနောက်ရက်ပါကြတယ်ဒီမှာ8ဆိုပြီးအတက်ထွက်ပါတယ်ဒီမှာဆိုလို့ရှိရင်3ဖြစ်တဲ့အတွက်ကြောင့်6တစ်လုံးကနောက်ရက်မှာပြန်ကြပါမယ်တဲ့ချက်တော့ပြန်ကြည့်အောင်မ3ဘူးကြပါတယ်ဒီမှာဆိုလို့ရှိရင်66ဆိုပြီးရှိပါတယ်အဲ့ဒါ66ချင်းပေါင်း12ဖြစ်တယ်6တစ်လုံးကပြန်ကြပါမယ်ဒီမှာလဲ9ဖြစ်တဲ့ကြောင့်8တစ်လုံးကပြန်ကြပါမယ်ကြည့်အောင်6လဲကြပါတယ်8လဲကြပါတယ်ဒီမှာကျတော့ဒီမှာက6ထိပ်ဖြစ်တဲ့ကြောင့်9တစ်လုံးကြပါမယ်ဒီမှာကျတော့လဲ9ဖြစ်တဲ့ကြောင့်9တစ်လုံးကြပါမယ်9တစ်လုံးကြပါနောက်ရကြည့်ပါမယ်9ခွင်ဆိုပြီးထွက်ပါတယ်ထိတ်တူတာလေးကိုလိုက်ပြပါမယ်ဒီမှာကျတော့ခွင်ဖြစ်တဲ့အတွက်ကြောင့်4ခွင်တစ်လုံးကကြာပါမယ်ဆိုတော့ဒီမှာခွင်ကြာပါတယ်နောက်ထပ်4ကြာလေးလားဆိုတော့ကြည့်အောင်ဒီမှာ4 3ဆိုပြီးထပ်ကြာပါတယ်ဒီမှာ1ဖြစ်တဲ့အတွက်ကြောင့်2တစ်လုံးကကြာပါမယ်2တစ်လုံးတော့နောက်ရက်မှာကြာမယ်ဒီမှာတော့8ဖြစ်တဲ့အတွက်ကြောင့်6တစ်လုံးကကြာပါမယ်2 6 8ကြည့်အောင်ဒီမှာ6ကြာပါတယ်6ကြာပါတယ်ဒီမှာ1ဖြစ်တဲ့အတွက်ကြောင့်နှစ်တစ်လုံးကကြာပါမယ်တဲ့နောက်ရမှာပါကြာရင်ကြည့်အောင်နှစ်တစ်လုံးကြာပါတယ်ဒီမှာ1ကြာပါတယ်ဒီမှာ8ထိပ်ဖြစ်တဲ့8ဖြစ်တဲ့အတွက်ကြောင့်16တစ်လုံးကနောက်ရမှာကြာမယ်လို့သူကပြောထားတယ်ဒီမှာ8ကြာပါတယ်8 5ဆိုပြီးကြာပါတယ်ဒီမှာက4ထိပ်4ဖြစ်တဲ့အတွက်ကြောင့်3 4 နှလုံးဖြစ်တဲ့အတွက်ကြောင့်8တစ်လုံးကနောက်ရမှာကြာမယ်တဲ့ဒီမှာလည်း4ကြာပါတယ်နောက်ရက်မှာ8ကကျင်းနေကြပါမယ်ဒီမှာ9လေးဆိုပြီးထွက်ပါတယ်တစ်ချက်လောက်ကြည့်အောင်ဒီမှာ66ဖြစ်တဲ့အတွက်ကြောင့်2 6တစ်လုံးကနောက်ရက်မှာကြာပါမယ်တဲ့ဒီမှာတစ်ချက်လောက်ကြည့်အောင်တစ်ရက်2ပင်ကျော်မှာ2ပင်3ပင်မြောင်6တစ်လုံးဒီမှာကျတော့ဒီမှာပြတ်သွားပါတယ်ဒါတစ်ခါတည်းလို့ပြတ်တတ်တာရှိရပါတော့ဒီမှာပြတ်သွားပါတယ်နောက်တစ်ချက်လောက်ကြည့်အောင်ဒီမှာ8ဖြစ်တဲ့အတွက်ကြောင့်8လေးတစ်လုံးကကြာပါမယ်တဲ့8လေးတစ်လုံးကြာဒီမှာ4နှစ်ဆိုပြီးထွက်ပါတယ်4နှစ်ဆိုပြီးထွက်ပါတယ်ဒီမှာက1ဖြစ်တဲ့အတွက်ကြောင့်နှစ်တစ်လုံးကကြာပါမယ်တဲ့1နှလုံးဖြစ်တဲ့အတွက်ကြောင့်နှစ်တစ်လုံးကနောက်ရက်မှာကြာပါမယ်တဲ့ဒီမှာခွင်1ဆိုပြီးထွက်ပါတယ်ဒီမှာနှစ်ဖြစ်တဲ့အတွက်ကြောင့်4တစ်လုံးက4နှစ်တစ်လုံးကနောက်တစ်ပတ်မှာကြာပါမယ်တဲ့ကြည့်အောင်4နှစ်ဒီမှာ4 5ဆိုပြီးထွက်ပါတယ်4 5ပြီးဆိုထွက်ပါတယ်ဒီမှာလဲ2ဖြစ်တဲ့ကြောင့်4နှစ်တစ်လုံးကကြာမှာဖြစ်တဲ့ကြောင့်ညနေမှာ4ဆိုပြီးကြာတယ်နောက်တစ်ခုဒီမှာ9ဆိုတာဖြစ်တဲ့အတွက်ကြောင့်9ဖြစ်တဲ့ကြောင့်3ည5တစ်လုံးကြာမယ်ဒီမှာ3ညထပ်ကြာပါတယ်3ညထပ်ကြာပါတယ်ဆက်တော့ကြည့်အောင်ဒီမှာလဲ4ဖြစ်တဲ့ကြောင့်4ခွင်5ဖြစ်တော့4နှလုံးဖြစ်တဲ့ကြောင့်8တစ်လုံးကကြာပါမယ်နောက်ရက်မှာ8တစ်လုံးကြာပါမယ်ဒီမှာ5ဆိုပြီးပြန်ထွက်ပါတယ်ဒီမှာနှစ်ပေါင်းခြင်းက4ဖြစ်တဲ့အတွက်ကြောင့်4နှစ်တစ်လုံးကြာပါမယ်4နှစ်တစ်လုံးကြာပါမယ်ဒီမှာ40နှစ်ကြာပါတယ်နှစ်ကောကြာပါတယ်4ရောကြာပါတယ်ဒီမှာလဲနှစ်ဖြစ်တဲ့ကြောင့်4တစ်လုံးကြာရင်ဖြစ်တော့ညနေမှာ4ထပ်ကြာတယ်ဒီမှာလဲနှစ်တွေ့ကြတော့နှစ်တစ်လုံးဒါမှမဟုတ်4ကြာပါမယ်ဒီမှာ2ကြာပါတယ်
နှစ်ကြပါတယ်နောက်တစ်ခုကဒီဘက်မှာတစ်ခုကြည့်အောင်ဒီဘက်မှာလည်းဒီဘက်မှာက16ကြပါပါပြီဒီမှာ16ပါဝါကြတော့ကြောင့်2.35ထိရပါမယ်2.35ထိရပါမယ်ပါဝါကြထားတော့ကြောင့်ဒီဘက်လာမဲ့ကြာတာပလေးနေမှာပါဝါကြတဲ့အတွက်ကြောင့်2.35ထိရပါမယ်